ဘယ်လိုခဏချုပ်ပြမယ်နော်ဒီနေ့ဒါလမ်းကော်နာဒါလိုင်းဖို့ပြီးအခြေအနေပါနော်ဒါကိုဒီနှခမ်းသားလေးပြန်လီးထုတ်အောင်ဖြစ်ပါတယ်နော်ဒီနှခမ်းသားလေးကကြည့်မလားဒါမြောင်းဖို့ပြီးဒါပြန်လီးထားတဲ့အနေထားပါနော်ဒါတော့ဒါမှလီးရသေးတဲ့အနေထားပါ